Hello, alo mấy mình là bà sẽ Semua nama ada nama tu supaya sẽ Ada yang ni kalau misalnya nana lu lah kalau ya bà Aku jamai sakang nama lu nana lu deh Kita bahaya ke kuaro Bama meluk Pasal semua nyai jamai Nilai lu dia macam apa supaya ke azu salah yang let's go cái bắt đầu mà xong điều chỉnh qua mà bỏ nó thì là liều của mẹ quên đi cô lông mà bỏ nó sau khi tôi nó mà xe thì tay của toàn mẹ bỏ nó tôi tay của toàn mẹ thì tay của toàn mẹ bỏ nó bắt đầu màu rồi cái bia để của mẹวันที่ตู้ก็ชิจูสกาลีเนี่ยเปียวเนาะเปียวပြီးตู้มาခဏဆောက်ခိုင်းလိုက်ခဏဆောက်ပြီးตู้ရှိသွားလိုက်ရှိပြီးကစားကွင်းသွားလိုက်နော်ကစားကွင်းသွားတဲ့အချိန်မှာပဲကွာနေစဉ်ကြောပြမယ်ဒီမှာပေါ့နော်ဒီကိုသွားမယ်ပထမဆုံးသူတရားဘူးလို့မယ်ဆိုပြတယ်ပေါ့နော်။ဒီဟိုကအခုမှရှင်းစလာတာဆိုတော့ခဏဆက်ပြီးပေါ့နော်။ဟိုကပြန်တက်သွားတဲ့အချိန်ကျရင်သူ့ကိုဒီမှာလေးနဲ့ထားပြီးပေါ့နော်။ကဲဒီဟာကြီးကလည်းဒီကစားတော့တက်သွားဆိုသူအမြန်ဆင်းလာတဲ့လမ်းမှာထားလိုက်ပေါ့နော်ထားလိုက်ရင်သူတေးတာကိုဆောက်ရမယ်ပေါ့နော်သူတေးတာကိုပထမဆောက်ကဲသူမတေးသေးဘူးဆိုတော့သူ့ကိုပြန်ပြီးပွင့်မယ်ပေါ့နော်ကဲပထမဆုံးသူတေးမတေးပြီးရှင်ဒါလေးနေပြီပေါ့နော်ခဏဆောင်ခိုင်းတယ်ခဏဆောင်ပြီးသူ့ရဲ့အသက်တလောက်ကိုကျန်နေဆိုတော့ဒီရတယ်ဒီပဲအဲ့ဒါသွားတာကိုခဏပြန်ဆောင်ပေါ့နော်ထားဖို့အစင်သက်လောက်ထားပေါ့နော်သူ့ကိုဒီနာဆွမ်းနာပြောခဲ့တယ်လို့ပဲရှင်လေးကြလာတဲ့နေရာမှာရှာပြီးမယ်လို့ပေါ့နော်ရှင်လေးမကြတဲ့နေရာမှာရှာပြီးပေါ့နော်သူကတက်တယ်ပြီးမှာမဟုတ်အဲ့ဒါအရှင်လေးကြနေတယ်ထားပြီးမယ်ကဲအရှင်လေးကြရပါဆိုတော့သူကတေးသွားပြီပေါ့နော်တေးသွားပြီဆိုတော့သူ့ရဲ့တိုက်ကိုပြန်သွားမယ်ပေါ့နော်ဆွမ်းနာလိုပဲပတ်စံများရတော့ရတော့မှာပေါ့နော်သူ့ရဲ့တိုက်ကိုပြန်သွားမယ်ပေါ့နော်ဆွမ်းနာကဝင်ခဲ့တဲ့နေရာကိုပြန်သွားပါတော့ပြီးရင်သူ့ရဲ့ဒီအနောက်ကစအုပ်ဆင်လာပါတော့ဒီအဲ့ဟာကိုဒီလိုမျိုးသွားဖို့နော်ပြီးရင်ဒီလိုမျိုးအပိုင်းအောင်စာကြောင်းတစ်ကြောင်းပေါ်လာရင်ဒီ ACDRON ဆိုတာလေးကိုနှိပ်လိုက်ရပေါ့နော်နှိပ်ပြီးမှဒါလေးပေါ်လာတယ်ပေါ်လာရင်အပိုင်းအောင်လေးစာကြောင်းတစ်ကြောင်းပေါ်လာနိုင်တယ်အခါကျရင်လဲဆွမ်းနာနှိပ်ခဲ့တဲ့ ACDRON ကိုပဲထည့်လိုက်ပေါ့နော်အကြရင်တော့စုငွေအများကြီးရပါပြီဒါလေးတွေယူလိုက်ပါတော့နော်အများကြီးရပါအထက်ပူများရှင်နေဆိုရင်တော့နည်းနည်းတော့ဒီထက်ဟွာဖြစ်ရှင်လို့လေနည်းနည်းတောင်းလေးပဲပူရှင်တော့အဲ့ဒါနည်းနည်းတို့ရဲ့ဒီဇက်ကောင်ကောင်မလေးရဲ့အိမ်မှာရှိရဲ့ပတ်စံတောင်းလည်းယူခဲ့ပါတယ်ပြီးတော့ဒီလိုမျိုးလိုက်လုံးကြည့်တကယ်ရပါတယ်အဲဒါကြောင့်လိုက်လုံးကြည့်ပါတကယ်လို့ဒါကိုလိုက်လုံးကြည့်လို့တကယ်ဘာဖြစ်တယ်ဆိုရင်လေ like နဲ့ subscribe လေးလုပ်ခဲ့ဖို့ပြောချင်ပါတယ်အားလုံးပဲတတာနောက်တဲ့ဗီဒီယိုပုတ်ဒီမှာပြန်ဆုံတွေ့ကြမယ်တတာ